မင်္ဂလာပါဗျာကျွန်တော်အားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ပြပါမယ်ကျွန်တော်ဟောပြပါမယ်ဗျာကျွန်တော်အိမ်ဆောက်ထားတာတွေကိုပြပါမယ်ဗျာဒီဗီဒီယိုချိုင်းနေတက်ရင်တော့ like and subscribe လေးလည်းလုပ်ခဲ့ကြပါဦးဗျာဗီဒီယိုစလိုက်ရအောင်ပါဗျာစလိုက်ကြโอเคပါကျွန်တော်တို့စလိုက်ရအောင်ဗျာအေးမင်းကခဏတော့ပြောလို့ဟာဒီဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးပြမှာတော့သူတို့ပါကျွန်တော်တကယ်ချင်းလောက်တော့ပါထားပါအရင်ဆုံးပြမှာတော့ကျွန်တော်တို့ဘာတော့ပွဲပေါ့နော်ဒီဟိုပွဲပေါ့နော်ကျွန်တော်နောက်ခါကျရင်တော့ကျွန်တော်ဟိုစောက်ပါမယ်ဗါလေ bridge ပေါ့နော် bridge စောက်ပါမယ် bridge စောက်ပါမယ် brother ကြီး okay ပါကျွန်တော်တို့ဒီနားလေးမှာ bridge စောက်ပါမယ်နော်ကျန်တော့ပြီးရတော့ကျွန်တော်တို့ဘမ်ဘူးတို့ရဲ့အိမ်ပေါ့နော်ခဏကျွန်တော်မောက်ကနော် brother ကြီးကျွန်တော်မောက်ကနည်းနည်းကြာတော့ okay ပါကျွန်တော်တို့ရဲ့ဘမ်ဘူးအိမ်ပေါ့နော်ဒီဘက်ကကျတော့ကျွန်တော်ရဲ့တငယ်ချင်းအိမ်ပေါ့နော်အဲ့ဘက်ကတော့ကျွန်တော်အိမ်မှာမပြီးသေးပါဘူးโอเคပါပြီးကြရင်တော့ကျွန်တော်တို့ bridge ပေါ့နော်ကျွန်တော်တို့ဆောက်ထားသေးတယ် bridge အဲ့ကတိတ်ပြီးတော့မကောင်းဘူးတော့တယ်ကျွန်တော်တို့ကဘာနော်ကျွန်တော်အဲ့ဒါရတော့ထောင်ပေါ့နော်ကျွန်တော်တကယ်ကြီးကရှောက်လုံးမှဆိုပြီးလုပ်ပြီးလိုက်တာကျွန်တော်အကောင်ကရှောက်လုပ်လိုက်မယ်ဆိုပြီးအထက်ကို drown တွေထည့်ပြီးတော့ပဲရှောက်လုပ်လည်းမသိဘူး brother ကြီးအဲ့ဒီပြရတယ်ကျွန်တော်တကယ်ကြီးကအဘက်ကိုရှောက်လုပ်တာဗျာအဲ့ဒါတော့ကျွန်တော်လှုပ်ထားပါတော့ပြပါမယ်okay ပါပါတယ်ဒီမှာပါဆဲမှာတော့ဘာမှရှိပါဘူးဒီမှာပါဘာမှရှိပါဘူးဗျာဒါလေးဒိုင်းမွန်လေး6ထည့်ထားပါနော်โอเคကျွန်တော်တို့ပြီးရတော့ကျွန်တော်တို့အဲ့ဒါပြပါမယ်အဲ့ဒါရတော့ခုံရတဲ့ဟာမှာဘလို့ easy လေးကျွန်တော်တို့ easy ရတော့ဟိုပါနော်အဲ့ဘယ်သူပြစ်ထားလဲအဲ့တော့ဒီလောက်ထားတယ်အဲ့ဒါရတော့ကျွန်တော်တို့ variable နဲ့ကျွန်တော်ကာထားပါနော်ဟိုဘက်မှာရောက်ပဲဒီမှာတော့တိုက်ခိုက်ပွဲပေါ့နော်တိုက်ခိုက်ပွဲပါဒီပါပြီးကြတော့ကျွန်တော်တို့အဲ့မှာကျွန်တော်လောက်ထားပါရှောက်လောက်ထားပါဟိုမှာရောပါပဲမြင်ရတာတော့မသိဘူးပါကျွန်တော်တို့ဒီဖုန်းဆိုင်ပြပါမယ်ဖုန်းဆိုင်တူအဲ့ automatic တကားပါနော်စားတော့ရေးထားဒီဖုန်းဆက်လာဆိုရှောက်ရပါအပေါ်တက်လိုက်ပြပါမယ်ဟိုက် shit ဒီမှာပါအေးရအဘက်ကိုကြတော့ကျွန်တော်ဝေါ်ဆောက်ရအောင်မဆောက်ချင်ပြင်းတာဒီကျွန်တော်ပြင်းလို့ပါโอเคပါကျွန်တော်တို့အဲ့ဒါကျတော့ broad shop ပေါ့နော်ကျွန်တော်ရဲ့တငယ်ချင်းဆောက်ထားတာပါအဲ့ကြတော့အုံနာပေါ့နော်ပိုင်ရှင်မဲဝင်လို့ရမှာတဲ့ပိုင်ရှင်ရောင်းမှာပေါ့နော်ပိုင်ရှင်ရောင်းနေလို့ပေါ့ဗျာအဲ့ဒါကျတော့ကျွန်တော်သူ့အပေါ်မှာထားမှာပါစက်တင်မှာခိုးတွေဘယ်သူကျွန်တော်ဟိုထားရနေမှာဟာဆွဲသူမြန်မာဒီလိုဟာဖြစ်ဒလီဖြစ်သွားအောင်မယ်ဟုတ်ကဲ့ကျွန်တော်ရဲ့အိမ်လိုက်ပြပါမယ်ဒီလိုဆက်ကြည့်တော့ပါဦးဒီမှာပါကျွန်တော်အိမ်မှာကျွန်တော်အရင်တော့ skin မနော်တကီပေါ့နော်အခုလည်းရှိသေးပါကြဒီကျွန်တော်တို့အဲ့ဒါဖေးရပါနော်ကျွန်တော်ရဲ့ဖေးရဟွာကြတော့ကျွန်တော်ခုနကဟာပြမယ်ဟုတ်ဒီမှာပါအပေါ်တော့မှတော့အိမ်ငါပါတယ်ဗျာဒါတော့အပေါ်တော့မှအိမ်ငါပါတယ်ဘာတကယ်ကြီးဖြစ်လိုက်တာပါโอเคပါကျွန်တော်တို့နောက်ထပ်တစ်ခုလုပ်လိုက်ပါမယ်နောက်ထပ်တစ်ခုပြပါမယ်โอเคကျွန်တော်တို့အဲ့ဒါလေးလိုက်ပြပြီးပြီဆိုတော့ကျွန်တော်တို့လေလိုက်ပြပါမယ်ကျွန်တော်အဲ့ဒါဟိုလောက်4 နာရီ3 နာရီလောက်စောက်လိုက်ရပါတယ်
တော်လေးကိုကြားတဲ့အချိန်လေးပေါ့နော်တော်လေးကိုကြားရဗျာဒါပါမယ်အထက်ကတော့တိတ်ပြီးမလာဘူး brother တို့အထက်ကတော့တိတ်ပြီးမလာဘူးဒီမှာပါဒီမှာပါအထက်ကတော့တိတ်ပြီးမလာဘူးကျွန်တော်နောက်ကကျရင်ကျွန်တော် spyware ဆော့မယ်ဗျာဒီ Minecraft spyware ပဲဆော့ပါမယ်ပေးထားလိုက်ပါနော်ဒီပါ Minecraft spyware ဆိုတာအဲ့လိုမျိုးမျိုးမဟုတ်ဘူး Dragon นี่တိုက်တာတော့မဟုတ်ဘူးကျွန်တော်ရိုးရိုးပေါ့နော်အိမ်ကြီးဆောက်ပါကြီးဆောက်ပေါ့အဲ့လောက်ကြီး Dragon တော့တတ်မှာဗျာတက်ဖြစ်ချင်တော့တက်ဖြစ်မှာဗျာတက်ဖြစ်ချင်တော့တက်ဖြစ်မှာဗျာထိုင်ပါတော့ဒီပါကျွန်တော်တို့ရဲ့အဲ့ဒါကျွန်တော်တငယ်ချင်းနာမည်ကျွန်တော်နာမည်မလို့ကျွန်တော်နာမည်တော့ဟေးအဲ့ဒါကျွန်တော်ရဲ့ bridge ပေါ့နော် bridge နော်ပါနော်ပါအဲ့ကောင်ရှောက်လောက်ထားပါကျွန်တော်တငယ်ချင်းကဒီမှာပါတငယ်ချင်းရှောက်လောက်ထားပါဗျာကျွန်တော်တငယ်ချင်းရှောက်လောက်ထားတဲ့ဟာပေါ့နော်ပြီးရင် tree house လိုက်ပြမယ်ဒါတော့ villager ပေါ့နော်ကျွန်တော် video blog နဲ့ကာထားတာတကောဟာဘာလို့လဲမသိဘူးကြည့်ပါထိုင်ပါတော့မင်းဈေးကြီးတယ်သွားပြီးရဈေးကြီးတယ်မင်း tree house ပါကျွန်တော်လောက်ထားပါနော်ဒီ YouTube video ကြည့်ရပါကျွန်တော် YouTube video ကြည့်တော့ပါဗျာဒီ tree house ကမိုက်လို့ပဲကျွန်တော်လောက်ကြည့်ကြမိုက်တော့တော်တော်မိုက်တယ်ဗျာကျွန်တော်ကြိုက်သွားလို့ဆိုပြီးကျွန်တော်ရဲ့ဘောထဲမှာတောက်ဆောက်ကြည့်ရဗျာတက်လောက်မယ်ဘာပါနော်ကျွန်တော်တို့ရဲ့ညဘာနော်အပွားနေပြီးတော့ရေကူးအရင်တော့ကျွန်တော်တို့ရေကူးကန်လောက်တာပါရေကူးကန်ပေါ့နော်အဲ့လိုမျိုးလေးခုံချတက်ခုံချတက်ခုံချအဲ့တော့နောက်ခါရတော့ကျွန်တော်အပတ်တွေကိုလည်းဟိုပတ်တွေလည်းကျွန်တော်အိမ်ဆောက်ဖြစ်မယ်လို့ထင်တာပါပဲကျွန်တော်လည်းမသိပါဘူးအိမ်ဆောက်ဖြစ်ရှင်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်အပက်အိမ်ကတော့ကျွန်တော်စောင့်တာပဲဗျာအပက်အိမ်ကျွန်တော်စောင့်နေမှာပြီးသေးဘူးကျွန်တော် hopeless bridge ခင်းရအောင်ပါဗျာနောက်တငယ်ချင်းလာပါပဲခင်းလိုက်မယ်ဗျာဒီဘက်မှာပါနော်ဒီဘက်မှာကျွန်တော်တငယ်ချင်းလာရင်ဒီခင်းလိုက်ပါမယ်ခဏကျွန်တော်ဟိုဘလော့လေးတွားယူလာအောင်မယ်ကျွန်တော် creeper တင်ပါခဏနော် brother တို့ဒီမှာ PPP ဝိုင်းပေါ့နော်ဒါခွဲတမှုပြောင်းပြီးဝိုင်းတို့ကဒီနားမှာဟိုလိုမို့တွေကွာမြစ်ချစ်တီချက်လို့မရကွာ TNT တွေခွက်လို့မရဘူးနော် brother တို့စာပါထောင်နည်းလေးတည်ပြောပြသွားအောင်ဗျာ brother တို့ကျွန်တော်စာပါထောင်ကြရင်ထောင်နေတယ်ဗျာစာပါထောင်ပြီဗျာကျွန်တော်ဘောနော်စာပါထောင်ပြီးတငယ်ရင်းနေဆော့ကျင်တာကျွန်တော်တငယ်ရင်းနေဆော့မယ်တဲ့မြစ်စာပါထောင်လိုက်ဆိုတော့ကျွန်တော်မသိဘူး YouTube ပေါ်မှာကျွန်တော်ရှာလို့မရအောင်ရှာလို့ရဗျာမရှာတတ်အဲ့လိုရှာတော့ရှာတတ်တယ်ဗျာမရှာကျင်တာဟုတ်ကြဗျာထိုင်ပါဟာကိုဘာတို့လုပ်ပြီးကိုဘာတို့စိတ်ညစ်နေရောက်လို့ချင်โอเคဟာโอเคပါโอเคဒီဗီဒီယိုကြိုက်နေတော့တက်ရင်တော့ like and subscribe and follow like and subscribe နဲ့ ဟိုလေးလုပ်ခဲ့ကြပါနော် like subscribe နဲ့ နဲ့ like လေးပေးကြပါ share လေးလုပ်ကြပါအဲ့ဒါပါပဲကြည့်ပါအားလုံးပဲနော်အားလုံးပဲ bye bye